င်္ဂလာပါရှင်ဝင်လိုက်ကမှာပြန်နေကျေးဇူးလိုက်ပါတယ်ရှင်ဒီနေ့လေးမှာတော့တောင်ကလာပါမြို့နယ်9ရက်ကွယ်သူရမြင့်လန်းထဲမှာရှိရဲ customer နေအိမ်လေးကိုရောက်ရှိနေရပဲဖြစ်ပါတယ်ရှင်ဒီ process လေးမှာဆိုလို့ရှိရင်တော့ customer စိတ်တိုင်းကြအခမ်းအနားဆုံးသောလိုက်ကာလေးတွေနဲ့နေအိမ်တစ်ခုလုံးကိုအလှဆင်ပေးထားတာပဲဖြစ်ပါတယ်ရှင်ညီမနဲ့အတူတူလိုက်ပါကြည့်ရှုလိုက်ရအောင်ဒီညီညီတဲ့အေကန်လေးမှာဆိုလို့ရှိရင်တော့283ကိုအပြာနုရောင်လေးနဲ့ပတ်တီးစာအလှလေးကိုတွဲဖက်တက်ဆင်ပေးထားတာပဲဖြစ်ပါတယ်ရှင်ဒီ283ကိုလိုက်ကာလေးရဆိုလို့ရှိရင်တော့ UV ကို 100% ကာကွယ်ပေးပြီးတော့နေရာကို 80% ထိကာကွယ်ပေးပါတယ်ရှင်ဆိုလို့ရှိရင်တော့ညီမတို့283ကိုနဲ့ပတ်တီးစာလေးကိုပြန်ပြီးသုံးပေးထားပါတယ်ရှင်အလင်းရောင်ဝင်ခြင်းတဲ့အခါမျိုးမှာဆိုလို့ရှိရင်တော့ဒီပိတ်လိုက်ကာလေးကိုစီထားပြီးတော့ဒီဇာအလှလေးကိုပဲခြထားလို့ရပါတယ်ရှင်အပေါ်တယ်လေးကိုညီမနဲ့တူတူလိုက်ပါကြည့်ရှုလိုက်ရအောင်ဒီအိတ်ခမ်းလေးမှာဆိုလို့ရှိရင်တော့နေရန်ရောင်ကျန်းကင်းရောင်တို့နဲ့အထူးလိုက်ဖက်မှုရှိစေပြီးတော့မှလိုက်ကာကိုလည်း283ကိုအပြာနုရောင်လေးကိုပဲသုံးပေးထားတာကြောင့်နေအိမ်ကိုနုနုရရလေးနဲ့ကြည်လင်တင့်တယ်စေပါတယ်အလင်းပိတ်အားလေးကောင်းတာကြောင့်နေအိမ်ရဲ့ privacy ကိုလုံခြုံမှုအပြည့်အဝပေးစေပါတယ်ဖျားကန်ဧကန်အိတ်ခမ်းမင်းရောစားတဲ့ဗရင်းပေါက်တိုင်းမှာလိုက်ကာလေးတွေကိုညီမတို့ဝင်းမှာ luxury ဆန်စွာတာဝန်ယူတက်ဆင်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်ဒီလေကားရှောက်လန်းမှန်ဗရင်းပေါက်လေးမှာဆိုလို့ရှိရင်တော့ ပိတ်ပလက်စာလေးကိုအငင်းဆက်ပုံစံတက်ဆင်ထားတာလေးကလက်ရသေးသက်ပြီးချုပ်ရိုးချုပ်သားခိုင်ခံ့မှုရှိစေပါတယ်လူကြီးမင်းတို့ရဲ့နေအိမ်လေးမှာဒီလိုမျိုးနုနုရရလေးနဲ့အရေးသွေးကောင်းမွန်တဲ့လိုက်ကာလေးတွေတက်ဆင်နေပြီဆိုရင်တော့ညီမတို့ဝင်းခတ်တင်ရှိုးရုံးကိုလှမ်းလာခဲ့ဖို့ဒီနေရာကနေပြီးတော့ဖိတ်ခေါ်လိုက်ရပါတယ်ရှင်